ဆွေများလုံးမင်္ဂလာပါကျွန်တော်တို့ content creator တွေအများဆုံး video ရိုက်ပြီးတော့ background music ကိုတခုခုထည့်လိုက်ပြီးတော့အဲ့ဒါကိုကျွန်တော်တို့တခုခု social media platform ပေါ်မှာတွားတင်လိုက်ရင် copyright ဆိုတဲ့ option ပြတာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်နောက်ဆုံးမှတိလိုက်တာကျွန်တော်တို့တင်လိုက်တဲ့တခြင်းကဒါမှမဟုတ် music ကသူများ copyright free မဖြစ်နေတာတွေ့နိုင်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ပြန် video ကိုအစအဆုံးပြန်လုံးမဲ့အစားကျွန်တော်တို့တခြင်းကိုဖျောက်ပြီးတော့အတန်ပဲကြိုင်ခဲမဲ့နီလန်းရှိပါတယ်အဲ့ဒါကိုကျွန်တော်ဒီနေ့ CapCut ကနေမျှဝေပေးတော့ဖြစ်ပါတယ်မိတ်ဆွေများအရင်ဆုံးအဲ့ဒါကိုလုပ်ဖို့ CapCut application လိုပါတယ်မိတ်ဆွေများအဲ့ဒါကို Play Store နဲ့အရင်ဆုံး download လိုက်ပါ down ပြီးရင်မိတ်ဆွေများ CapCut ကိုသွားလိုက်ပါပြီးရင်ဒီနားမှာမိတ်ဆွေများ new video ဆိုတဲ့နေရာကိုနှိပ်လိုက်ပါပြီးရင်ဒီမှာမိတ်ဆွေများကို edit လုပ်ချင်တဲ့ video ကိုနှိပ်လိုက်ပါ Telegram မှာ channel ပြီးရင်ဒီ add ဆိုတဲ့နေရာကိုနှိပ်လိုက်ပါဒီမှာမိတ်ဆွေများမြင်နိုင်တာကတော့ကျွန်တော် video CapCut ပေါ်မှာပေါ်လာပြီပေါ့နော်အဲ့ဒါကိုကျွန်တော်တို့အရင်ဆုံးဒီ video ကိုနေအောင်နှိပ်လိုက်မယ်အဲ့ဒါကိုမိတ်ကျွန်တော်တို့ဘေးရွှေ့ပြီးသွားရင်ဒီမှာ extra audio ဆိုတဲ့နေရာပေါ်လာပါတယ်အဲ့ဒါကိုနှိပ်လိုက်ပါဒီမှာမိတ်ဆွေများမြင်နိုင်တာတော့ဒီ video နဲ့ audio တခြားစီဖြစ်သွားပြီပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီအတန် file ကိုနှိပ်ပြီးတော့ဘေးရွှေ့ပြီးတော့ဒီနားမှာ isolate point ဆိုတာပေါ်ပါတယ်အဲ့ဒါကိုနှိပ်လိုက်ပါပြီးရင်ဒီနားမှာမိတ်ဆွေများဒီမှာ remove point နဲ့ keep point ဆိုတာနှမျိုးရှိပါတယ်အဲ့ဒါကိုမိတ်ဆွေများ remove point ကိုနှိပ်လိုက်ရင်မိတ်ဆွေများရဲ့အတန်ပဲပျောက်သွားပြီးတော့အတိကျန်ခဲမှာပါအဲ့ဒါကိုမိတ်ဆွေများ keep point ဆိုနှိပ်လိုက်ရင်မိတ်ဆွေများရဲ့အတန်ပဲကျန်ခဲ့ပြီးတော့မိတ်ဆွေများထည့်ထားတဲ့တခြင်းဒါမှမဟုတ် music ကပျောက်သွားမှာပါဒါကြောင့်မို့ကျွန်တော်တို့ keyboard ကိုနှိပ်ရမှာဖြစ်ပါတယ်ပြီးရင်ဒီနားမှာအမှန်ချစ်ကိုနှိပ်လိုက်ပါမိတ်ဆွေများဒီ setting လုပ်ဖို့အတွက်ကတော့မိတ်ဆွေများ wifi ဒါမှမဟုတ် internet ဖွင့်ထားမှရပါဒါလုပ်ပြီးသွားရင်သူကမိတ်ဆွေများအဲ့ video ပြန်နားထောင်ကြည့်မိတ်ဆွေများရဲ့အတိအပျောက်နေတာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေများဒီ export ဆိုတဲ့နေရာမှာတွားပြီးတော့မိတ်ဆွေများရဲ့ video export လုပ်ပြီးတော့ပြန်တင်ချင်တဲ့နေရာတင်လို့ရပါဘောနော်ဒီနေ့ video ကတော့ဒီလောက်ပါပဲမိတ်ဆွေများဒီ video ကြိုက်တယ်ဆိုရင် YouTube ကျွန်တော် channel subscribe လုပ်ပေးလိုက်ပါ